တောက်ရည်ဘူးတွေကိုအနားမှာထားပါရေကိုထားပါကျမ်းစာထဲမှာအေလိရှေကငန်နေတဲ့ရေကိုချိုအောင်လုပ်လိုက်တယ်မောရှေကခါနေတဲ့ရေကိုဒီနေ့ချိုအောင်ပြန်လုပ်တယ်ယေရှုကဘာအရသာမှမရှိတဲ့ရေကိုယေရှုကစပြည့်ဖြစ်အောင်လုပ်တယ်ယေရှုကယနေ့နောင်ကာလမပြောင်းလဲတဲ့ဘုရားရေကိုစပြည့်ရေဖြစ်စေနိုင်တဲ့ဘုရားရှင်ဖြစ်တယ်ဒီနေ့တော့ကျွန်တော်ရည်တဲ့ချိန်မှာအဲ့ဒီရေကိုစတော့တယ်မာတာလာကရှိခေ in the name of Jesus in the name of Jesus မာကာတာလာone two three ရေကဒီကစပြည့်ရေဖြစ်နေပြောင်းသွားပြီဆရာရေချိုးလာတဲ့ဆရာအရသာလဲစီးလာတယ်ဟာလေလုယာရရှင်ကဒီနေ့မာလူမျိုးတွေအထဲမှာဒီအသက်တော်စပြည့်ကြီးကိုတန်ခွင့်ပေးတာဒီအစီအစဉ်မှာရက်သွားဖို့မဟုတ်ဘူးဘိုးထမှုရဲ့သူကလက္ခဏာတတ်သိပြီးလည်းပေးတာဒီအရသာဒီ taste ကိုသူဆွေးလိုက်တာဘုရားသခင်ကငါပင်ဒီကုတ်တွေမှာနိုးထမှု movement အသက်ကိုစတယ်လို့ပဲမြန်မာလူမျိုးတွေအထဲမှာနိုးထမှုအသက်ကိုစမယ်အဲ့ဒီရိုက်ခတ်မှုကြီးကတကဘာလုံးကိုကူးဆက်လိုက်တကဘာလုံးကိုကူးဆက်လိုက်တကဘာမှာအခုထပ်လာတော့မယ်ကူးဆက်မဲ့နိုးထမှုမြန်မာလူမျိုးတွေကနေလာဟာလေလုယာမြန်မာပြည်သူပြည်သားတွေကနေလာမယ်